ခရိုအေးရှားနဲ့ကမ္ဘာဖလားပွဲစဉ်မတိုင်ခင်အင်္ဂလန်အသင်းကစားသမားတွေရဲ့ပစ္စည်းတွေခိုးခံရအားလုံးပဲမင်္ဂလာပါ NPH ကင်းပါဝါရဲ့အိမ်ဘက်ခွင့်ရှိကိုစားဘက်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကမ္ဘာဖလားလိုပြိုင်ပွဲမျိုးမစတင်ခင်မှာကစားသမားတွေအတွက်ပြင်ဆင်မှုကာလဆိုတာအလွန်ရေးကြီးပါတယ်လူတစ်ပြေနေပြူဟာပိုင်းတွေကစားသမားတွေရဲ့စိတ်သက်ပိုင်းဆိုင်ရာတည်ငြိမ်မှုနဲ့လေ့ကျင့်အစီအစဉ်တွေကိုအောင်မြင်ဖြစ်ဖို့ကတကယ်ကိုအရေးကြီးတဲ့အပိုင်းတွေပါခုတော့ဒီလိုမျိုးအရေးကြီးတဲ့အချိန်ကာလမျိုးမှာကမ္ဘာဖလားကစားရမယ့်အသင်းတစ်သင်းရဲ့အရေးကြီးပစ္စည်းတွေခိုးခံရတယ်ဆိုတာလူကြားလို့တော့မကောင်းပါဘူးဖြစ်ပုံကတော့အင်္ဂလန်အသင်းသားတွေအသုံးပြုမဲ့လေ့ကျင့်ပစ္စည်းတွေနဲ့ကမ္ဘာဖလားမှာသုံးမဲ့ဘောလုံးတွေပြင် Harry Kane နဲ့ Jude Bellingham တို့ရဲ့ဘောလုံးကန်ဖနက်တွေခိုးခံရတာပါအင်္ဂလန်အသင်းကကမ္ဘာဖလားမစတင်ခြေစွမ်းပွဲတွေကိုဖလော်ရီဒါပြည်နယ်မှာကစားခဲ့တာဖြစ်ပြီးအဲဒီကနေမစ္စရီပြည်နယ်ကန်ဆတ်မြို့ကိုပြောင်းရွှေ့ဖို့စီစဉ်ခဲ့ပါတယ်ဘောလုံးပွဲချုပ် FA ရဲ့ထောက်ပံ့ဖွဲ့စည်းကဝန်ထမ်းတွေဟာကစားသမားတွေကန်ဆတ်မြို့ကိုမရောက်ခင်ရပ်ပိုင်းလိုကလေးကလေ့ကျင့်ကွင်းပြင်ဆင်မှုတွေလုပ်ဖို့ကွင်းတွင်းအသုံးပြုတဲ့ပစ္စည်းတွေပြင်ကစားသမားတွေရဲ့အသုံးဆောင်တချို့ကိုဘန်ကားတွေနဲ့ကြိုတင်ပြောင်းရွှေ့ခဲ့ပါတယ်အင်္ဂလန်အသင်းခြေဆိုင်မဲ့ကန်ဆတ်မြို့ရဲ့နာမည်ကျော် Swap Soccer Village လေ့ကျင့်ရေးစခန်းရောက်ပြီးပစ္စည်းတွေမချခင်မှာတော့တကိုးဖွဲ့ဟာဘန်ကားတွေကိုဖောက်ထွင်းပြီးပစ္စည်းတွေခိုးယူခဲ့တာကြောင့်အင်္ဂလန်ရဲ့ပထမလေ့ကျင့်ရေးအစီအစဉ်ဟာအကြီးကျယ်ထိခိုက်ခဲ့ပါတယ်ပစ္စည်းတွေခိုးယူခံလိုက်ရတာကိုတီဗီချိန်မှာတော့အင်္ဂလန်ဘောလုံးဖွဲ့ချုပ် FA ဟာဒေသခံအမေရိကန်ရဲတပ်ဖွဲ့နဲ့ချက်ချင်းပူးပေါင်းကစုံစမ်းစစ်ဆေးမှုတွေပြုလုပ်ခဲ့တာကြောင့်အချိန်တိုအတွင်းမှာပဲပစ္စည်းတွေအကုန်ပြန်ရခဲ့ပါတယ်မီဒီယာတွေနဲ့တွဲဆုံချိန်မှာတော့အင်္ဂလန်ရဲ့ဒုတိယမြောက်ကုသမားဖြစ်သူဒင်ဟန်နာဆန်ကကျွန်တော်တို့ရဲ့ဘောလုံးကန်ဖက်နှက်တွေအကုန်ပြန်ရပါပြီဘယ်သူမှလည်းစိတ်နှောက်ယှက်မဖြစ်ကြပါဘူးအားလုံးပုံမှန်အတိုင်းပါပဲကျွန်တော်တို့ဒါကိုကွင်းထဲမှာအထူးတလဲလုပ်ပြီးမပြောကြပါဘူးဒါကကွင်းမြင့်မာကကိစ္စတစ်ခုဖြစ်ပြီးရဲတွေကိုပဲလွှဲထားပါတယ်ကျွန်တော်တို့အာယုံစိုက်ထားတာကဗိုလ်တုံးနေ့မှာကစားရမယ်ခရိုအေးရှားနဲ့ပွဲပဲဖြစ်ပါတယ်ဆိုပြီးပြောသွားခဲ့ပါတယ်